အားလုံးပဲမင်္ဂလာပါ J plan ကြိုဆိုပါရစေဒီပိုင်း Wi-Fi နေလည်းမရပါညာဆိုတော့ငြိမ်နေတာပဲပတိတွေလောက်ပြီးငြိမ်နေတာဒီနေ့တော့ဖြတ်ချင်လို့မနာလေးဖြတ်ပြမယ်သုံးလုံးလေးကမစိုးဘူးဗျမစိုးဝိတ်ကလေးတွေနဲ့အထိုင်လေးတွေကိုရွေးပြီးအားပြုတ်ပြီးတော့ရွေးလာတာပေါ့ဗျာရန်လေးကအချို့ဟာတွေမြင်ရတယ်အချို့ဟာမမြင်ရဘူးဒီမှာဒီကောင်လေးကတော့အဝါစီလေးအဝါသားလေးပုံစံပေါက်နေတယ်နော်ဒီနားလေးတွေရန်လေးတွေတော်တော်လှတယ်ကြောက်ကလေးကမဆိုးဘူးဗျနော်အဓိကဖြတ်နှန်းလေးပဲရွေးရမှာဒီမှာအခုပေါ်နေတဲ့ဓာလေးပဲပုတ်ကြည့်မယ်ဗျာပန်းလေးလည်းပန်းမှာလမ်းပန်းလိုရှင်းပန်းလိုလေးပါတယ်ဒီကောင်လေးကဒီမှာကြောက်သားလေးရနေတာမြင်နေရတယ်ဒါပေမဲ့အပဲ့ဆိုတော့ပြီးတဲ့အတိုင်းနဲ့ပဲ့တယ်လို့ဖြစ်နေတော့ရှူပဲ့လို့ဖြစ်နေတော့လေအာယုံကတက်လို့မရအောင်နော်ဒီမှာဆိုးတော့မဆိုးရေဆွတ်လိုက်တာတော့မှဟိုဖြစ်တယ်တားရတော့မယ်ဆိုတော့မဆိုးတခါကျရင်ကောင်နဲ့ဖြတ်လိုက်တော့မှဖွေးသွားတာဗျရှူသွားပြီးတော့ဖွေးသွားနော်ဒါလေးပါမယ်နောက်တစ်လုံးကလည်းမနာပဲမနာကြီးပဲသုံးလုံးဒီကောင်ဆိုရင်ပန်းလေးနဲ့ဒီမှာကြည့်နော်ပန်းဆက်တွေနဲ့အသားလေးကြောက်သားအပဲ့မှာကြောက်သားလေးလည်းရတယ်အပဲ့လေးတွေကြီးပဲဗျာအထိုင်လေးတွေကတော့ပြောစရာမရှိဘူးဒီမှာဘာညာအောင်နဲ့ဘာအောင်တာလည်းမသိဘူးဒီမှာအောင်နဲ့စာရေးရေးထားတယ်ကုမ္ပဏီကြောက်တွေလားထင်အောင်ထင်မှားဖြစ်အောင်ရှောက်ရေးထားတာလားအဲ့လိုမျိုးတွေတော့ဒီမှာခြားစားပေါက်တွေရောမကြည့်ခြားစားပေါက်တွေနော်ခြားစားပေါက်တွေရောဆိုတော့ဗျာနည်းနည်းလေးဒီဟာလေးလေးသဘောကျတယ်ဗျခွန်နေထားရင်းတာရောရမ်းနေထားရောရမ်းကလည်းဒီမော်မှာလက်ခံလို့ရတဲ့ရမ်းမျိုးအနေထားထိရှိတယ်ကျွတ်နေရလေးနည်းနည်းဖတ်လေးတစ်ဖက်နှစ်ဖက်လောက်ပဲတွေ့ရတယ်ဒီမှာမြင်နေရတဲ့ကြောက်စီကြောက်သားလေးကမဆိုးဘူးဗျခွန်ထူတယ်နော်တခုပဲဒီကောင်းရဲ့အဲ့အမြဲတမ်းဒုက္ခပေးနေကြအချီကြည်တာအဲ့အချီကိုပဲကျွန်တော်စိုးရင်တာဒီမှာဒီကောင်လေးလည်းဒီတိုင်းပဲဒီကောင်တော့အနာများတယ်ဒါပေမဲ့ဒါလေးကဘလို့လို့ဒီလိုပဲထိတ်တွေပဲဖွင့်မယ်ဗျထိတ်တွေပဲဖွင့်မယ်နော်ဒီကောင်လေးဒီနေထားမှာဖြစ်ပြက်ရန်ဖြစ်ပါတယ်နဲပါတယ်ဖြစ်လိဖြစ်တာနဲပါတယ်နော်ဒီလိုထိတ်တွေပဲဖွင့်ပြမယ်အမိပေါ့နော်အမိဖွင့်မယ်ဒီထိတ်ကလေးတွေဖွင့်မယ်ဟုတ်လဲဒါမျိုးလေးဖွင့်မယ်ဗျာနော်ဒါတော့ခက်ပါလေးပဲဒါမျိုးလေးဖွင့်မယ်ဒီမှာအနာတွေရှိတယ်ဗျာအနာတွေရှိပြီမဲ့လည်းထားလိုက်ပါဒီဘက်ကမြင်နေရတဲ့အမြင်ထင်ကိုပဲဖွင့်လိုက်မယ်ဗျာနော်ကဲခဏစောင့်ကြည့်ပါဦးကဲဗျာဖြတ်လို့တော့ပြီးပြီဗျာကဲဒီဟာတော့မှဒီလိုဖြစ်သွားကြည်ဝါဖြစ်သွားတော့ရရစကြည့်လိုက်တော့နော်ဒီကောင်ကတော့လစ်ပါတယ်ကြည်ပါတယ်နော်ကြည်ပါတယ်လစ်ပါတယ်နောက်တန်းဖြတ်လည်းမထူးပါဘူးဖြတ်တော့ဖြတ်ကြည့်အောင်မယ်နောက်တန်းလောက်တော့ဖြတ်ကြည့်အောင်မယ်နော်ငါးမျက်စိတို့ဘာလို့မြန်လွတ်လို့ညာမလွယ်တော့လွယ်ဘူးဗျနော်ဒါလေးကတော့လစ်ပါတယ်လာရေးစတာနဲ့လစ်ပါတယ်ကဲဒါလေးကြည့်ရအောင်ဒီကောင်လေးကဖြတ်ခါတော့ငင်းနေဗျကြောက်သားကတော့ပျော့တယ်ဗျအားမရအောင်ဆိုတော့ကြည့်လိုက်ညက်ချောလေးပေါ့နော်တတိယပါတယ်ညက်ချောလေးပေါ့ဗျာညက်ပါတယ်ချောပါတယ်သားလေးကမဆိုးပါဘူးစိုက်သေးပတိထဲထည့်လို့ရပါတယ်စိုက်ကြီးဆိုရင်တော့ပိတ်သွားမှာပါအသီးလောက်ပဲရမယ်နော်ကိုပတိ30ပတိစိုက်သေးပတိထဲမှာထည့်လို့ရတယ်နော်မစိုးပါဘူးနည်းနည်းလေးနှုတ်သွားတာပေါ့ဗျာနည်းနည်းလေးနှုတ်ပါနော်စီလေးပါတယ်ကြောက်စီလေးပါတယ်မစိုးပါဘူးဆိုတော့ညက်လျှော်ပေါ့နော်ဒီမှာကုန်းသွေးလေးတွေရောနော်ကုန်းလေးဗျာโอเคနောက်တစ်လုံးဒါလေးကတော့သုံးလို့ရပါသေးတယ်စိုက်သေးပတိရပါတယ် easy ဒါလေးဗျာဒါလေးကအပေါ်မှာကြည့်လိုက်တော့ပန်းလေးတွေနဲ့နော်ပန်းလေးတွေနဲ့ဝေးနေတာဗျပန်းလေးတွေနဲ့ဝေးနေတာဖြတ်ကြတာလဲ
မာတယ်ကြောက်သားလဲမာကြောမှုရှိတယ်နော်ကဲဗျာမမဆောင်မယ်မမဆောင်မယ်ဗျမမဆောင်မယ်အနာရီဝင်တယ်ကလန့်ဖြတ်အနာရီရောအနာရီကြောက်သားရတယ်အနာရီဝင်တယ်အညိတွေအထွေးတွေများတယ်ပန်းလေးတွေကတော့6တယ်နော်ဒီကောင်ကတော့နောက်တစ်နန်းလောက်ဖြတ်ကြည့်ရမယ်ဗျနော်နောက်တစ်နန်းလောက်ဖြတ်ကြည့်ရမယ်နော်ပန်းပရီ30လောက်ရရင်တော့မစိုးအခုဒီပုံမှာတော့တစ်လုံးမှမရဘူးဗျလက်ရှိဒီပုံမှာတော့တစ်လုံးမှမရဘူးရှားလဲအသီးပဲဒီနောက်မှာတစ်လုံးပဲရမယ်အဲ့တစ်လုံးကလည်းလှကြမှာမလှတော့ဘူးဗျနော်ဒီမောတော့အိတ်လိုက်တွေကတော့တတ်တာပါပဲဗျအိတ်လိုက်တွေကတော့တတ်တာပါပဲနော်အိတ်လိုက်တွေကတော့တတ်တာပါပဲမလေးစီပါဘူးဗျနော်ကြောက်ကအစီမရှိဘူးကြောက်စီနဲတယ်ကြောက်သားလေးရကျင်သလိုလိုမရကျင်သလိုလိုပန်းလေးတွေကလှကျင်သလိုလိုမလှကျင်သလိုလိုကဲဗျာ3လုံးကတော့ဟိုအလေလုံးလေးကတော့ဒါလေးကတော့တနန်းလောက်ထပ်ပြအောင်မယ်ဗျာမကြည့်ကြောက်တန်ကိုကြည့်နော်ကြောက်တန်ကိုကြည့်အဲ့ကြောက်တန်မကောင်းပါဘူးကြိုက်ပါဘူးနော်နောက်ဗီဒီယိုတွေမှာကောင်းတာလေးတွေထပ်တွေ့အောင်ဒီနေ့တော့ဒီလောက်ပါပဲဗျာအားလုံးကျေးဇူးတင်ပါတယ်